ဓမ္မစကြာရုပ်ဖတ်တရေစေသူများနှင့်ဓမ္မစကြာတရားနာကြားသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တို့မှာဂုံအရှိန်ဝါသတင်းကြီးခြင်းဆိုတဲ့အကျိုးဂုံကျက်တရေတိုးခြင်းဆိုတဲ့အကျိုးကောင်းစွာကြံစီပြောဆိုအထုတ်တတ်ခြင်းဆိုတဲ့အကျိုးကောင်းစွာအသက်မွေးတတ်ခြင်းဆိုတဲ့အကျိုးစီးပွားရေးနှင့်ယာတုဌာနန္တရတိုးတက်အောင်မြင်ခြင်းဆိုတဲ့အကျိုးထိုထွန်းသိမြင်တတ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းဆိုတဲ့အကျိုးမချစ်မနှစ်သက်သောသူများနှင့်ကိုယ်ကွင်းပြီးချစ်ခင်နှစ်သက်သောသူများနှင့်သာပေါင်းဖွဲ့ရခြင်းဆိုတဲ့အကျိုးအပေါင်းအသင်းအချွေရန်ပေါ်များခြင်းဆိုတဲ့အကျိုးအသက်ရှည်နှုတ်ပြိုခြင်းအစင်းလှခြင်းဆိုတဲ့အကျိုးစိတ်ချမ်းသာမှုကိုယ်ဤကျမ်းမာမှုရရှိခြင်းဆိုတဲ့အကျိုးနှင့်လူနတ်မြမာတို့ဤကောင်းချီးမင်္ဂလာပေးခံရခြင်းဆိုတဲ့အကျိုးအစရှိသောအကျိုးများကိုဒိဋ္ဌအမှန်ဧကံရရှိမှာဖြစ်ပါတယ်ထိုကဲ့သို့အကျိုးများကိုပေးစွမ်းနိုင်သောဓမ္မစကြာတရားကိုရွတ်ဖတ်တရေဆင်မှာဖြစ်ပါတယ်ဓမ္မစကြာဒေသနာတော်မြတ်ကိုမရွတ်ဖတ်သေးမီရှေးဥစွာဓမ္မစကြာတရားတော်ကိုနာကြားနိုင်ရန်နတ်မြမာများကိုဖိတ်ကြားတဲ့ဒေဝတာနိမန္တနဂါထာကိုရှေးဥစွာရွတ်ဆိုပါမယ်သမန္တသက္ကဝါလေသူအတ္တရာကိသန္တုဒေဝတာသတ္တမမုနိရာဇတသုနန္တုတက္ကမောက္ခတံဓမ္မတဝနာကာလောအယံပတ္တန္တာဓမ္မတဝနာကာလောအယံပတ္တန္တာဓမ္မတဝနာကာလောအယံပတ္တန္တာသမန္တမြေမဟိချာယေတိရာနှင့်ဒီပါလေးကျွန်းမြစ်မို့ထွန်းသာသဝောအသွန်ဤစัจ java လာဤထဝန်းကျင်မှစကဝါလေသူယူဇနာဘောင်း84,000အမြင့်ဆောင်သောတောင်စัจ java လာကာယံကြောက်ဆိုင်ဝန်း၍ဝိုက်သောတိုက်စာဒီပေါင်း1,000သောလောကရတ္တု၌ဝတန္တနေထိုင်ကြကုန်သောအာနာလွှမ်းမိုးတကိုးကြီးမြတ်အနန္တတို့သည်အတ္တရာဓမ္မစကြာဟုစွာသောတရားတော်မြတ်ကိုရွတ်ဖတ်တရေဆရာအိနေယဌာနသို့အာဂိသန္တုအာလုံးပေါင်းယုံအမြတ်တရားပွားလျက်တရားတော်နာလာရောက်ကြပါကုန်လုံးမုနိရာဇတံအရဟန္တသာဝကာနှင့်ပိစေကမုနိအစရှိသောမုနိတကတို့ဤထိပ်ပံယဟန္တကနတကလူတကမြမတကတို့ဤဥစ္ဆောင်မြတ်စွာဘုရားဤတက္ကမောက္ကတံနတ်ဝေဇယံငွေပုံဗိမာန်ခိုလုံရန်အကျိုးကိုပေးတတ်သောသတ္တမံဓမ္မစကြာဟုစွာသောတရားတော်မြတ်ကိုသုနန္တုမိစ္ဆာဝိတ္တခုမထပဲမတ္တနာကညပါကုန်လောဘိက္ခုနံပင်စာဝကိနံဣတိပတ္တနာနာမကေမိဂရာယေဓမ္မဝရံယန္တနိဗ္ဗာနပါပကံသဟံပတိနာမကေနမဟာဗျမေနယာစီတောသတုသစ္ဆံပကာသင်တောလောကနာထောအတေတိနန္တိတံသဗ္ဗတေဝေဟိသဗ္ဗတံပတ္တိတာရကံသဗ္ဗလောကဟိတထာယဓမ္မစကံပနာမဟေသတုသစ္ဆံသစ္စာ၄ပါးကိုပကာသင်တော်ပြတော်မူသောလောကနာထောနတ်လူတို့ဤကိုယ်ကိုယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်
သဟံပတိနာမကေနသဟံပတိအမည်ရှိသောမဟာဗျမေနာမြတ်သောဗျမမင်းသည်ရာဇီတော်တရားဟောစိန်သောငါတောင်းပန်အပ်သည်ဖြစ်၍ဣတိပတ္တနာနာမကေဖျားပိစေကဗုဒ္ဓအရိယာတို့၏ကောင်းကင်မှတက်ရာကောင်းကင်သို့တက်ရာဖြစ်၍ဣတိပတ္တနာအမည်ရှိသောမိဂရာယေသားတို့အားပေးမဲ့ပေးရမိဂရာဟုံတော်၌ပိစဝဂီနံငါးယောက်အစုရှိခြင်းကြောင့်ပိစဝဂီအမည်ရှိကုန်သောဘေကုဏံအရှင်ကွန်တင်ညာအရှင်ဝဘ္ဘအရှင်ဗတ္တိယအရှင်မဟာနံအရှင်အတ္တဇိယဟန်တို့အားနိဗ္ဗာန်ပါပကံနိဗ္ဗာန်သို့ရောက်စေတတ်သောဓမ္မဝရမြတ်သောတရားဖြစ်သောယံဓမ္မစက္ကံအကျင့်ဓမ္မစကြာဒေသနာတော်ကိုအာဒေတယိဟောကြားတော်မူပြီသမ္မဒေဝယိခတ်သိမ့်ကုန်သောသမှုတိနဥပပတ္တိနဝိတုဒ္ဓိနတို့သည်သမ္မဒေဝယိခတ်သိမ့်ကုန်သောနတ်မြမတို့သည်နန္တိတံနှစ်သက်အပ်သောသဗ္ဗတံပါတိတာရကံခတ်သိမ့်သောလောကီလောကုတ္တရာပစ္စုပန်တန္တရာနှဖျားစည်းစိမ်ကိုပြည့်စေတတ်သောတန်ဓမ္မစက္ကံထိုဓမ္မစကြာခောဒေသနာတော်ကိုသဗ္ဗလောကဟိတထာယခတ်သိမ့်သောလောကဤအစည်းအပွားအလွတ်ငောင်းဟေသူတော်ကောင်းတို့မယငါတို့သည်ဗနာမယူပွားကြပါကုန်စို့ဧဝံမေတုတံဧကံသမယံဘဂဝါပါရဏတိယံဝိဟရတိဣတိပတ္တနေမိဂရာယေတတရခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဒွေမေဘိက္ခဝေအန္တပပစီဒေနာနာသေဝိတပံကတမေဒွေယောစာယံကာမေတုကာမဒုက္ခံလိကာနုယောကောဟိနောကာမောဘောဓုဇဏိကောအနာရိယောအနတ္တတံဟိတောယောစာယံအတ္တကိလမတနုယောကောဒုက္ခောအနာရိယောအနတ္တတံဟိတောဣတိခောဘိက္ခဝေဥဘောအန္တေအနုပကမ္မမစ္စည်းမပရိပရံတထာဂတေနဝိတံဗုဒ္ဓံသက္ခုကရဏီညာနာကရဏီဥပသမယဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိကတမသံသာဘိက္ခဝေမေဇိမပရိပရာတထာဂတေနအဘိတံဗုဒ္ဓံသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမကောသေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိယံခောတာဘိက္ခဝေမစ္စည်းမပရိပရံတထာဂတေနဘိတံဗုဒ္ဓံသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဣဒံခောပါဏဘိက္ခဝေဒုက္ခံအရိယသစ္ဆံဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအပိယိတံပယောဂဒုက္ခပိယိဝေပယောဂဒုက္ခယံပိသနာလဘတိတံပိဒုက္ခံတံခိတ်တေနပင်စုပါဒနခန္ဓာဒုက္ခဣဒံကောပါဏဘိက္ခဝေဒုက္ခသမုဒယံအရိယသစ္ဆံယာယံတနာပောနောပဝိကံနန္တိတံဂတာကတာတတရာတတရာဘိနန္တိနိတေယတိတံ
ကာမတဏှာဘဝတဏှာဝိဘဝတဏှာဣဒံခောပါဏဘေခဝေဒုက္ခនិရောဓအရိယသစ္ဆံယောတတယေဝတဏယအတေတဝိဒါကនិရောဓောသာကောပတိနေတကောမုဒ္ဒိအနာလယောဣဒံခောပါဏဘေခဝေဒုက္ခនិရောဓကာမိနိပฏิပဒါအရိယသစ္ဆံအယမေဝအရိယောအထင်ကြီးကောမကောတရားထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိဣဒံဒုက္ခံအရိယသစ္ဆန္တိမေဘိက္ခဝေဘောဝေနန္တုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခအရိယသစ္ဆံပရိညယန္တိမေဘခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခအရိယသစ္ဆံပဋိညာတန္တိမေဘခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိဣဒံဒုက္ခသမုဒယံအရိယသစ္ဆန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံဘာဟာတဗန္တိမေဘခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံဗဟိနန္တိမေဘခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိဣဒံဒုက္ခនិရောဓံအရိယသစ္ဆန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စေကာတဗန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စေကတန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝေတဗန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာဏဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိ
တံခောပဏိတံဒုက္ခနိရောဓဂာမိနိပฏิပဒာအရိယသစ္ဆံဘာဝိတန္တိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသခောဥဒ္ဓပါတိညာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိသဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိယာဝကိဝံသမေဘိက္ခဝေဣမေတုသတ္တုသောရိယသစ္စေတုဧဝံတိပရိဝတ္တံဒရတကာရံယထာဘူတံညာနာတတနာနာတုဤသုတ်တံအဟောတိနေဝတဝံဘိက္ခဝေသတ္တေဝကေလောကေသမာရကေသဗျမကေသသမနာဗျမနိယပဇာယသတ္တေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောတိံအဘိတံဗုဒ္ဓောတိပစ္စညာတိံယရောစာခောမေဘိက္ခဝေဣမေတုသတ္တုသူရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရတာကာရံယထာဘူတံညာနာတတနံသူဤသုတ်တံအဟောတိအထံဘိက္ခဝေသတ္တေဝကေလောကေသမာရကေသဗျမကေသသမနာဗျမနိယပဇာယသတ္တေဝမနုဿာယံအနုတ္တရံသမ္မာသမ္ဗောတိယပိတံဗုဒ္ဓောတိပစ္စညာတိညာနိသပါဏာမေတတနံဥဒ္ဓပါတိအာဂုပ္ပါမေဝိမု ക്തി အယမန္တိမာဇာတိနတ္ထိတာနိပုဏ္ဏဘောတိဣဓမ္မောသာဘဂဝါအတ္တမနံပင်စာဝကိယဘိက္ခုဘဂဝါတောပါတိတံဘိနန္တုံတိဣမသမိန်သပါဏဝေယကရဏသမိန်ပညာမာနေအာယတမတောကွန့်တင်ညတဝိရဇံဝိတမလံဓမ္မစခုံဥရပါတိယံကိစေသမုဒိယဓမ္မံသဗ္ဗံတံនិရောဓဓမ္မံတိဘဝတိတေသပါဏဘဂဝတံဓမ္မစကေဘုံမာတေဝသတ္တမနုသာဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိဘုံမာနံဒေဝနံတတ္တံသုတ်တဝံသတုမာရာတိကဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိသာတုမာရာတိကနံဒေဝနံတတ္တံသုတ်တဝံတာဝတိန်သာဒေဝသတ္တမနုဿာဝေတောဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိတာဝတိန်သာနံဒေဝနံတတ္တံသုတ်တဝံဗျာမာဒေဝသတ္တမနုဿာဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိယာမနံဒေဝနံတတ္တံသုတ်တဝံဒုတိတာဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိ
တုတိဒါနံဒေဝနံတတ္တံသုတ္တဝံနေမာနရတိဒေဝံတတ္တမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနာဝါကေနာတိဝါလောကသမိန်တိနေမာနရတိနံဒေဝနံတတ္တံသုတ္တဝါပရဏိမိတဝတဝတိဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနာဝါကေနာတိဝါလောကသမိန်တိမရဏိမိတဝတဝတိနံဒေဝနံတတ္တံသုတ္တဝါဗျမကာယိကာဒေဝံတတ္တမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနာဝါကေနာတိဝါလောကသမိန်တိဣတိယတေနခန္ဓေနတေနလေယနတေနမုဟုတ်တေနံယံဝါဗျမလောကတတောအဘုတ်ကိစီအယင်္ဇာတတတာတိလောကဓာတုတံကံပိတံပကံပိတံပဝေတိအပမနောသာဥလာရောဩဘာသောလောကေဘာတုရဟောတိအတိတ်ကမဒေဝနံဒေဝ ानु ဘာဝန္တိအထာကောဘဂဝါဣမံဥဒါနံဥဒါနေတိအညာတိဝတ္တဘောကွန်တေညောအညာတိဝတ္တဘောကွန်တေညောတိဣတိတံသမတောကွန်တေညတာအညာတိကွန်တေညောတွေ့ဝနာမဟောတိအထာခောအယသမအညာတိကွန်တေညောဒိဋ္ဌာဓမ္မောပတ္တဓမ္မောဝိရိတာဓမ္မောပရိယောကာလဓမ္မောဒိဏဝိသိကိသောဝိကတကထံကတောဝေတာရိသပတ္တောအပါရပစ္စယောတတုသာသနေဘဂဝန္တဣတတောသံလဗယံဗန္တိဘဂဝန္တောတန္တိကေပပိသံလဗယံဥပတံပရန္တိဧဟိဘိက္ခုဘဂဝါဟောသာသောခန္တောဓမ္မောစရာပြမစရိယံသမ္မာဒုက္ခတံအန္တကိရိယာယတိသာဝတ္တတံအယတမန္တောဥပတံပရအဟောတိတိဓမ္မစကပောဒနာသုတ်တံနေတိတံဓမ္မစကပောဒနာသုတ်တံဟောရခတုဓမ္မစကပောဒနာသုတ်တံမြတ်စွာဘုရားဤတရားဟုခေါ်ဝေါ်ဓမ္မစကြာသုတ်တရားတော်မြတ်သည်ဟောဒုံမကံဓမ္မစကြာတရားကိုစိတ်ထားကြည်ပြုနာယူကြညာသင်မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမှာစိတ်ချမ်းသာ၍ကောင်းကျိုးအဖျားပြားတိုးတက်လာအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း